ပတ်စံရှာနေတွေကလျှို့ဝှက်ချက်2026မှာပတ်စံရှာနေကြတယ်အိမ်ကနေထိုင်နေပြီးတော့လူတွေကပတ်စံနေရှာနေကြတယ် online ကနေ business တွေလုပ်နေကြတယ်ဆိုပေမဲ့အဲ့ဒီထက်ကအရေးကြီးတဲ့လျှို့ဝှက်ချက်ကိုကျွန်တော်မိတ်ဆွေတို့ကိုဒီဗီဒီယိုထဲမှာမျှဝေပေးမယ်ဗီဒီယိုရဲ့အဆုံးမှာတော့ကိုနေကြော်ညာလေးအကြောင်းပြောထားတယ်ဗီဒီယိုရဲ့အဆုံးထိလိုက်ပါကြည့်ရှုကြတဲ့မိတ်ဆွေတွေကတော့မြေတားလက်ဆောင်ရမယ်ကိုနေတို့ team ကရောင်းနေတဲ့ product service တွေအကုန်လုံးကိုလေတွေ့မြင်ရမယ်နောက်ဆုံးတစ်ခုကတော့ကိုနေ community ရဲ့ကို join ကျင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကို webinar meeting တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ဆုံမဲ့အကြောင်းကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြပေးသွားမယ်ကျွန်တော်တို့ပတ်စံရှာခြင်းတယ်အရင်နေ့ကြတော့လေကျွန်တော်တို့မှာမရှိကြဘူးတပြားမှလည်းမရှိဘူးပတ်စံရှာမယ်အေး okay အဲ့ဒါဆိုဖြစ်နိုင်လားလို့ကျွန်တော်တို့အယူသားဆုံးအပွင့်လင်းဆုံး AI ခေတ်ကြီးထဲမှာစဉ်းစားကြည့်အောင်လျှို့ဝှက်ချက်ပဲပြောမလားအဲ့ဒီအမှန်တရားကိုတည့်တည့်ပြောပါဆိုရင်ကျွန်တော်တို့ free version နေနဲ့အလကားရနေတဲ့ AI tools တွေနဲ့အလကားရနေတဲ့ AI accessory တွေနဲ့တကယ်တမ်းပတ်စံရှာလို့လုံးဝမရအောင်အလကား free ရနေတဲ့ AI tools ကိုသုံးပြီးတော့ online မှာ influencer ဖြစ်ချင်လားသူများကိုကြော်ခွဖို့ကြတယ်တော်တော်ခက်ခဲတယ်ဗျ Google Veo 3တို့အရှိမထွက်သွားတဲ့ AI tools တွေအဲ့ဒီအချိန်တုန်းကကျွန်တော်မလုပ်ခဲ့လေကျွန်တော်မှရောင်းတဲ့ product တွေ service တွေမရှိဘူးကျွန်တော်သူများစီကနေ Europe ဆိုရင် Europe နိုင်ငံကိုကူးပြောင်းလို့ရမယ် outline key အိန္ဒိယဆိုရင်အိန္ဒိယမှာကျောင်းသားတွေကိုလက်ဆောင်ပေးနေပြီဆိုရင် okay အိန္ဒိယကိုကူးပြောင်းအဲ့တော့ဘာလိုလာလဲဆိုအရင်နေ့3000 4000စပြီးလိုလာတော့လက်တွေ့မှာသူများနိုင်ငံကပေးနေတဲ့ကျောင်းသားတွေအတွက်ပေးတဲ့လက်ဆောင်တို့ဘာလို့တွားပြီးတော့အမှန်တကယ်ရယူလိုက်မယ်ဆိုရင်ရယူပြီးတော့ပြန်လဲရောင်းစားလိုက်မယ်ဆိုရင်တော့မှပတ်စံ4000လောက်ရင်းတဲ့ကိစ္စ9000တသိန်းချက်ချင်းပြန်ရကျွန်တော်တို့တွေအားလုံးကအဲ့4000 5000 1000ဆိုရင်အရင်ကြည့်ကြတယ်ကျွန်တော်လည်းကြည့်ခဲ့တဲ့အထက်မှာပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ basic ဘွားကြီးလုပ်လို့ risk ယူရတယ် risk ယူရတယ်အဲ့ဒီမှာပမာဏနည်းသွားတာပဲရှိတာဒီနေ့ခေတ်မှာအရင်ခေတ်ကဆို350ရင်းသိရင်လည်းရင်းရတယ်ကျွန်တော်300ရင်းသိရင်လည်းရင်းရတယ်ရှုံးလည်းရှုံးမယ်ပလုံရင်လည်းပလုံမယ်ဒီနေ့ AI ခေတ်ကြီးမှာအောင်ကျွန်တော်မိတ်ဆွေသူများထက်ခေတ်ရှေ့ပြေးပြီးတော့သူများထက်ပိုသိချင်ရင်ကျွန်တော်တို့ကရင်းရတဲ့အစိပ်ပိုင်းပါတယ်အဲ့ဒါကျွန်တော်ရဲ့လျှို့ဝှက်ချက်ပဲကျွန်တော်သူများထက်အရင်စောစွာကျွန်တော်သိချင်တယ်အစမ်းသုံးနေနဲ့သုံးပြနေရရှိတယ်လို့တစ်ခါလေးကျရင်ကျွန်တော် credit တွေဝယ်ပြီးတော့ရှောက်ဆန်းပြီးတော့မှသူများစိတ်ဝင်စားအောင်လို့ပုံဖော်တယ်အဲ့အတွက်ဘယ်ကနေ income ပြန်ရှာလဲဆိုရင် YouTube ရဲ့ Facebook ကနေပတ်စံပြန်ဝင်အောင်လို့ပြန်ရှာတယ်အဲ့တော့ကျွန်တော်ရင်းသိတဲ့ပမာဏ4000လား5000လား okay ကျွန်တော်ပြန်ရအောင်ရှာနိုင်တဲ့ပမာဏ4သိန်းလား5သိန်းလားကျွန်တော်အမြဲတမ်းလေ့လာတယ်ကျွန်တော်ဘာသာတွက်ချက်တယ်ဒါဆိုရင်ဒီနေ့ AI ခေတ်ကြီးထဲမှာပတ်စံရှာလို့ရတဲ့အလွယ်ဆုံးနည်းလမ်း3မျိုးကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ဒါမှမဟုတ်မြန်မာနိုင်ငံထဲမှာနေထိုင်နေကြရတဲ့သူတွေအတွက်အလွယ်ဆုံး3ခုကိုပြောပါဆိုရင်ကျွန်တော်အကြံပေးခြင်းတဲ့3ခုကနံပါတ်1 AI influencing ကျွန်တော်အခုလုပ်နေတယ်လို့မျိုးကျွန်တော်က AI ကို influencer အနေနဲ့လုပ်ချင်ခဲ့တာမဟုတ်ပေမဲ့ AI influencer တွေကများစွာပေါ်လာတယ်ဘယ်သူလို့ဘာမှအမှားမရှိဘူးဘာဖြစ်လို့လဲဆိုတော့အသစ်ထွက်နေတဲ့ AI တွေအကုန်လုံးကိုကျွန်တော်မိတ်ဆွေကစမ်းသက်တယ်ပုံဖော်ကြည့်တယ်သူများကိုပြန်လည်မျှဝေတယ်အဲ့ဒါနဲ့ဘာလုပ်လို့ရလဲဆိုရင် online မှာ image တိစောက်လို့ရတယ် Facebook page YouTube channel TikTok ကိုယ်ပိုင်ကိုယ့်ရဲ့ image ကိုတိစောက်လို့ရတယ်ကိုကစမ်းသုံးကြည့်မယ်ပြန်လည်မျှဝေမယ်ဘလို့သဘောတဘာဝရှိလဲဆိုတော့လုံနေနေ sponsor တွေရလာလိမ့်မယ်ဒါပေမဲ့အဲ့ဒီကောင်ကရေရှည်ချာနေကိုကပရိသတ် audience တစုံတရာအနေအထားထိရောက်မလာသေးဘူးဆိုရင်တော့ကို့မှာပတ်စံဝင်ပေါက်နည်းနေမယ် Facebook YouTube monetization မအောင်သေးဘူးဆိုရင်တော့ကိုယ့်စီမှာပတ်စံဝင်ပေါက်နည်းနေမယ်အဲ့ဒီအချိန်မျိုးမှာ strategy နှစ်ခုရှိတယ်ကိုကရိုးရိုးတန်း free version နေနဲ့သုံးပြရင်းနဲ့ရိုးရိုးတန်းတအီနဲ့လိုက်လာတာကတမျိုး AI video ကြီးတစ်ပုတ်တင်ချလိုက်ပြီးတော့ပေါက်သွားတာမျိုးလည်းရှိတယ်လုံနည်းပြန်တင်ပေးရင်းနဲ့ပေါက်သွားတာမျိုးလည်းရှိတယ်အခုကျွန်တော်ခုနေ့ကဖန်တီးထားတဲ့ AI video ကောင်မလေးတွေတယောက်နဲ့ထိုင်ရကနေထားသွားတဲ့ဟာမျိုးကျွန်တော်သုံးထားတဲ့ပတ်စံတစ်နှစ်စာတစ်လားကို4000ပဲကျွန်တော်သုံးထားတယ်သုံးထားပြီးတော့ကျွန်တော်ဒီလို video လေးတွေကိုကျွန်တော်တစ်လားကိုနည်းနည်းစီပုံဖော်ပြီးတော့လုပ်လို့ရတယ်ဓာတ်ပုံတွေကတော့ unlimited ထုတ်လို့ရတယ် plus ကျွန်တော် YouTube ပေါ်မှာ thumbnail တွေပါပြီးပုံဖော်လို့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒီကနေကျွန်တော်ရဲ့ဝင်ငွေတစ်ပေါက်ကိုပြန်ဖော်မယ်ဆိုပြီးတော့ကျွန်တော်ကရင်းတာကျွန်တော်သူများတွေရောင်းလို့ဝယ်တာလည်းမဟုတ်ဘူးသူများတွေကြော်ညာလို့ဝယ်တာလည်းမဟုတ်ဘူးကျွန်တော်အကွက်အကွင်းကိုကျွန်တော်မြင်လို့ကျွန်တော်တို့အဲ့ဒါသုံးပြောရလို့ကျွန်တော်ယူဆတယ်ဒုတိယတစ်ခုက AI နဲ့ပတ်သက်တဲ့ course curriculum တွေရောင်းတာကျွန်တော်မြင်ခင်ဗျာသုံးတတ်တယ်အရာအားလုံးကိုပုံဖော်တတ်တယ်အရေးအချင်းတွေအများကြီးရှိတယ်အရေးအသွေးတွေအများကြီးရှိတယ်အတွေ့အကြုံတွေလည်းအများကြီးရှိနေတယ်ဆိုပေမဲ့ကျွန်တော်မိတ်ဆွေကိုပိုင် access ကဘာလဲ access ကမှပတ်စံအဖြစ်ကိုကူးပြောင်းလို့ရမှာဆိုတော့ Canva အကြောင်းအစဆုံးတင်ပြထားတဲ့ video 10ပုတ်ရှိတဲ့ကိုနေရေးဆိုရင်အဲ့ဒါပတ်စံအဖြစ်ပြောင်းလို့ရတယ်ကျွန်တော်မှမရှိသေးတဲ့ tutorial တွေ course တွေဆိုရင်ကျွန်တော်ဝင်သုံးပါကျွန်တော်စီမှာလိုချင်တဲ့သူတွေလည်းအများကြီးရှိတယ်မသိသေးတဲ့အကြောင်းအရာတွေကိုလေ့လာချင်တဲ့သူတွေအများကြီးရှိတယ် Suno AI တချင်းတစ်ပုတ်လုံးကိုအစအဆုံးစနစ်တကျ3နည်းအဖန်ဒီနည်း Suno AI နဲ့ခလုတ်တွေအစအဆုံးနှိမ့်နည်းဆိုရင်လည်းခင်ဗျားမှာ access အနေနဲ့ရှိတယ်ဆိုရင်ကျွန်တော်ဝယ်ချင်ဝယ်လိုက်မှာကျွန်တော်မိတ်ဆွေတွေအဲ့ဒါမျိုးကိုလိုချင်နေတဲ့သူတွေ market မှာအများကြီးပဲဝယ်ပြီးတော့မှသူတို့မတင်နိုင်လို့တင်တန်းကြောင်းပြန်ဖွင့်ချင်နေတဲ့သူတွေအများကြီးပဲဆိုတော့ကိုကလေ့လာသင်ယူထားတဲ့မှတ်သားထားတဲ့ကိစ္စတွေအကုန်လုံးကို access အဖြစ်တို့ပြောင်းလဲထားဖို့ကျွန်တော်အကြံပေးတယ်ပြီးမှသူများကိုရောင်းဝယ်ဆဆကိုယ့်ကိုသင်တန်းပဲပြန်ဖွင့်ကိုယ့်ကိုနေလို့တလို့ community တွေပဲလှုပ်အဲ့ဒါကပတ်စံငွေဝင်ပေါက်တစ်ပေါက်သိကြတယ်နောက်ဆုံးနံပါတ်3
digital product ရောင်းတာကိုနေအခုဒီနေ့ကြော်ညာပါမယ်ဆိုတဲ့ကိစ္စ digital product ကိုတကယ်ကိုနေရောင်းနေကြတာကြားလာပြီကျွန်တော်နဲ့အခု team နေနဲ့အခုပူပေါင်းပြီးတော့ထက်ရောင်းတာကျွန်တော်ရောင်းခဲ့တာပထမချိန်လည်းဘာနဲ့စခဲ့တယ်ကျွန်တော်မိတ်ဆွေတို့အရင်ဗီဒီယိုတွေကြည့်ထားဖို့သိမယ် Canva နဲ့စခဲ့တယ်လीဗျာ Canva market ပေါက်စီထဲမှာ2000နဲ့ရောင်းနေသူရှိတယ်12000နဲ့ရောင်းနေသူရှိတယ်9000 8000နဲ့ရောင်းနေသူရှိတယ်ကျွန်တော်ရောင်းနေ9000နဲ့ဈေးတိုင်တမားတွေရှိတယ်4000နဲ့9000နဲ့အဲ့ဒီ Canva ဒီအကောင့်900လုံးအတွက်ကိုရင်းရတာမှ2သိန်းပတ်ချလည်းပဲရှိတယ်ဒီခါတလေအဲ့တဲ့နေတယ်ဒီခါလေအဲ့တဲ့များတယ်မတိမ်မြေစဉ်းစားကြည့်25သိန်းပတ်ချလေလောက်ကိုကျွန်တော်9000နဲ့ရောင်းရင်တော့25သိန်းလောက်ဝင်နေဗျာရင်းရတာဘယ်လောက်ပဲရင်းရလဲဆိုတော့2သိန်းပတ်ချလည်းပဲရင်းရတယ်ကိုက customer ရှာတတ်ဖို့တော့လိုတယ်ဒီတိုင်းလိုက်ပြီး Facebook ကြော်ညာထိုးနေတော့မွဲမှာပဲ Facebook မှာကြော်ညာထိုးလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့မိတ်ဆွေအတိုင်းဝိုင်း network တွေထဲမှာចောင်းသားတွေရှိလားចောင်းသားအယောက်100လောက်ကိုရောင်းလိုက်မယ်ဆိုရင်ခင်ဗျားတွက်ကြည့်9000နဲ့ပဲရအောင်1000နေပိုင်းနဲ့မရောင်းနဲ့အောင်အဲ့ဒါဒီအလုပ်ဖြစ်တဲ့အတွက်ကျွန်တော် digital product တွေရောင်းတယ်ကျွန်တော်မိတ်ဆွေတို့ရောင်းလို့ရလားရတယ်ပုံဖော်လို့ရတယ်ကိုယ့်ရဲ့ digital product store တွေကို Telegram မှာ bot လေးတွေတိစောက်ပြီးတော့ပုံဖော်ရောင်းချအဲ့ဒီ3မျိုးကအလွယ်ဆုံးပဲနောက်တစ်ခုကအရင်အနည်းဆုံးပဲလုံးဝ0အရင်နဲ့တော့ရလာဆိုမှဖြစ်နိုင် AI ကမှာ AI ကိုသူများကိုပြန်လွှမ်းမိုးပြီးတော့ဆရာကြီးဆိုင်နေဗျာကျွန်တော်လုပ်နေတော့ပြန်ပြီးပြောပြဖို့ဆိုရင်ကိုကနည်းနည်းတော့ရင်းထားတဲ့နေရာရင်းလိုက်ရတယ်ဗျရင်းပြီးတော့ဒီနေရာ produce ဆရာကျွန်တော်ဘယ်လိုသုံးနေခဲ့တာဟုတ်တယ်သူ့ရဲ့ features ကဘယ်လိုလေးဘာလေးနဲ့ဆိုရင်တခြားသူက ဒီကောင်ဆရာကြီးပါတော့စထင်လာမှာဘာလို့လဲသူတို့တွေဝယ်သုံးနေသူတွေမဟုတ်လို့အဲ့တော့ကျွန်တော်က produce အားလုံးကိုဝယ်သုံးရမယ်လို့ပြောရတာဆိုတော့မဟုတ်ဘူးကျွန်တော်မရှိစိတ်ဝင်စားတဲ့တခုခုလမ်းကြောင်းတခုခုပေါ်မှာကိုတချင်းစိတ်ဝင်စားတယ် okay တချင်းစိတ်ဝင်စားတဲ့သူတယောက်ကတချင်းပုံဖော်ဖန်တီးနေတဲ့အချိန်မှာဗျာတလားလောက်တော့ paid version လောက်တော့သုံးဘူးမှသူကအဆင်ပြေမယ်မဟုတ်ရင်တချင်းဖန်တီးနေတဲ့ AI influencer တယောက်အနေနဲ့ကျွန်တော်မရှိဘူးဘယ်သူကအထင်ကြီးမှာလဲအဲ့တော့ကိုကဘာနဲ့ဘယ်လိုပတ်စံရှာလို့ရလဲဆိုတော့မတွက်တတ်တော့ဘူးကျွန်တော်တို့ free version တွေကလုံးဝမသိကြဘူးမရရအောင်ကျွန်တော်အလက်ကားရတဲ့ပစ္စည်းကို1000 2000နဲ့ပြန်ရောင်းမယ်အစား1000လောက်ရင်ရတဲ့ပစ္စည်းကို3000လောက်နဲ့ပုံမှန်ပြန်တင်ရောင်းနေကျွန်တော်တို့ကြံတယ်အဲ့တော့ဒီနေရာကကြော်ညာဖြစ်သွားပြီကျွန်တော်မိတ်ဆွေတို့ကြော်ညာကိုမကြိုင်တော့ကြော်သွားရရဲကိုနေကကြော်ညာမှလို့ကြော်ညာမှန်ရိုးရိုးသားသားပြောပြတာနံပါတ်1 next step to shop ကျွန်တော်ကြည့်ရှုနေတဲ့မိတ်ဆွေတွေကပထမဆုံးတော့အယောက်100ကို special coupon code ပေးမယ် next step to shop ထဲမှာ digital product တွေအများကြီးဝယ်လို့ရတယ်အဲ့ဒီ product တွေအကုန်လုံးကကျွန်တော်တို့ fix လုပ်ထားတာမဟုတ်ဘူးအသစ်တွေထပ်တိုးဖို့အများကြီးရှိသေးတယ်အဲ့တော့ဈေးနှုန်းအပြင် market ဈေးကိုရှင်ပြိုင်နိုင်အောင်လို့တော့အစွမ်းကုန်စူးစမ်းထားတဲ့အပြင်ကျွန်တော်မိတ်ဆွေတွေအတွက်ပထမဆုံးအယောက်100ကို15% discount ရှိသေးတယ်ဆိုတော့အပြင်ကဈေးနဲ့အရင်ရှင်းကြည့်ကြည့်ပါဗျာအပြင်မှာ market ထဲမှာလည်းတခြားမှန်ကန်စွာနဲ့ရောင်းချနေကြတဲ့ဆိုင်တွေလည်းအများကြီးတော့ရှိပါတယ်ဈေးနှုန်းကကျွန်တော်တို့စီကတခါလေးများလာလည်းရှိတခါကျရင်သူများထံမတရားရဆက်ဆက်နည်းနေရလည်းရှိတယ်ဆိုတော့ကိုယ့်ကိုဝင်ရောက်ဆက်စုလို့ရတယ်ဗမာဝင်ရောက်ဆက်စုလို့ရတယ်ဆိုရင် Telegram bot ပေါ်မှာသွားပြီးတော့ကျွန်တော်မိတ်ဆွေတွေရှာပြီးတော့ကြည့်ကြည့်ပါကိုနေ့ရဲ့ဒီဗီဒီယိုမှာစာတန်းထိုးထားတဲ့ promo code ကိုပထမဆုံးအသုံးချတဲ့အယောက်100ကတော့အဒီစီအတိုင်းရသွားအောင်လို့ပုံဖော်ဖန်တီးထားပါတယ်နောက်တစ်ခုကကျွန်တော်မိတ်ဆွေကိုကျွန်တော်တို့ live လုပ်လို့ရလားအဲ့ဒါကြောင့် reseller program ကိုထည့်ပေးထားတယ်ကျွန်တော်မိတ်ဆွေပြန်ယူပြီးတော့ရောင်းကျင်လားရောင်းကျင်နေဆိုရင် reseller အနေနဲ့ရှောက်ထားလို့ရတယ်ရှောက်ထားလို့ရပြီးတော့ဈေးနှုန်းတွေပါတယ်အကုန်လုံးကိုပြန်ကစားပေးလိုက်မယ်ကျွန်တော်တို့အမျက်မြူလားဆိုတော့မဟုတ်ဘူးယူမှာတချို့ခါတွေကိုကျွန်တော်3000လောက်မြင့်တဲ့ဟာဆိုရင် reseller တမောက်ကျွန်တော်9000လောက်တော့စားရင်စားမယ်9000လောက်မြင့်တဲ့ဟာဆို reseller တမောက်စီ1000လောက်တော့စားရင်စားမယ်ဆိုတော့ percentage margin ကိုတော့အများကြီးချပေးလိုက်တယ်ဒါပေမဲ့ကိုယ်တို့အမျက်ယူလားဆိုရင်ရိုးရိုးသားသားကြိုပြောထားတယ်ယူတယ် reseller တမောက်လည်းယူတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ကွယ်နေပံ့ပိုးမေးရမယ့်အရာတွေအများကြီးဖြစ်တယ်နောက်ဆုံးတစ်ခုကအားလုံးတူတူ short plan နေကြတဲ့ next chapter 0 to entrepreneur community ကျွန်တော် community တွေကိုဝင်ရောက်ခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်မိတ်ဆွေများအားလုံးကိုကျွန်တော်ကဒီရက်စွဲအတိုင်းဖိတ်ခေါ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ webinar သဘောအနေနဲ့ကျွန်တော်နဲ့အလွတ်တန်းတွေ့ကြမယ်ပေါ်ပါစကားတွေပြောမယ်2026မှာပြင်ဆင်နေကြတယ်ဘာတွေကိုရယူပုံဖော်ဖန်တီးနေကြတယ်ဆိုတဲ့အကြောင်းအရာတွေကို webinar ထဲမှာမျှဝေပေးသွားမယ် plus နောက်မရှိကျွန်တော် community တွေကို join ကျင်နေဆိုရင်တစ်ခါနဲ့တစ်ထိုင်နဲ့ဘယ်လို join လုပ်ရလဲဆိုတဲ့ကိစ္စတွေအားလုံးကိုဖြည့်ရှင်းပေးသွားမယ် Google Meet ရဲ့ကန့်သက်ချက်ကြောင့်ကျွန်တော်တို့ပထမဆုံးအယောက်100ကိုပဲ meeting ထဲမှာတွေ့ဆုံဆွေးနွေးပြီးတော့ပြောပြပေးပါမယ်နောက်ဆုံးတစ်ချက်ကကင်မရာမှာဖွင့်ထားတဲ့သူတွေကျွန်တော်မိတ်မဆက်ပေးတဲ့သူတွေသူတို့အကြောင်းမမျှဝေပေးတဲ့သူတွေအကုန်လုံးကိုကျွန်တော်ကဘာအကြောင်းရမှာပုံပွင့်လင်းလင်းနဲ့ပြန်လဲချပြပြောဆိုမျှဝေပေးမှာမဟုတ်ပါဘူးကျွန်တော်မိတ်ဆွေကျွန်တော်ရဲ့ meeting ကျွန်တော်ရဲ့ webinar ကိုလာမယ်ဆိုရင်တော့စကားလည်းပြောရမယ်မိတ်လည်းဆက်ရမယ်ဗီဒီယိုကင်မရာလည်းဖွင့်ရမယ်ကျွန်တော်လေးကိုဒီနေရာထိကြည့်ပေးသွားတယ်မိတ်ဆွေအားလုံးအတွက်မြစ်တာလက်ဆောင်ပေးမှရမယ်ဆိုတော့ကျွန်တော်မိတ်ဆွေတို့ကို Canva လေးတွေလက်ဆောင်ပေးမှဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook ဗီဒီယိုပဲဖြစ်ဖြစ် YouTube ဗီဒီယိုပဲဖြစ်ဖြစ်အောက်မှာ comment လေးမှာ Canva ဆိုပြီးတော့ကိုနာမည်ဥပမာကိုနေ @gmail.com ဆိုရင်ကျွန်တော်ကိုကိုနေ @ လို့အဲ့လိုလေးပဲရေးပေးလိုက်ကျွန်တော်ဒီမှာဥပမာလေးဒီဗီဒီယိုထဲမှာရေးပြလိုက်မယ်အဲ့တော့ comment မှာ Canva ပြီးကို email ရဲ့အရှိအပိုင်းလေးလေအဲ့လေးကိုရေးပေးလိုက်ပါပထမဆုံးအယောက်100ကိုကျွန်တော် team ကနေလှမ်းပြီးတော့ပို့ပေးလိုက်မှာဖြစ်ပါတယ် next chapter ကဗီဒီယိုတွေအားလုံးကိုအများနဲ့ like တွေ share တွေ comment တွေရေးပေးနေတဲ့ message တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်